ဒီကနေ့သာသနာတော်နှစ်2558ခုကောဇာတက္ကီ1386ခုတော်တလင်းလာပြီးကျော်9ရက်2014ခု9လပိုင်း13ရက်စနေနေ့နေ့လည်ခင်းခါကာလမှာစကိုင်းတိုင်းဒေသကြီးမုံရွာမြို့ဆွေတော်မြင့်မြတ်စွာဘုရားဘောဂရန္တိဓမ္မယုံတော်တွင်မှာဆင်ရင်ကျင်းပကြတဲ့ဒုတိယကြိမ်မြောက်ဓမ္မသဟာယတရားဝဲဖြစ်မြောက်ရေးအဖွဲ့မှကြီးမှုပြီးတော့ကျင်းပကြတဲ့9ရက်တာတရားစခန်းပွဲမှာဒီကနေ့ညနေခင်းဓမ္မဒါနဓမ္မပူဇာကုသိုလ်ရှင်တွေကတော့မုံရွာမြို့တန်လာရက်ဓမ္မကြီးတော်ညွန့်ရီမိသားစုနေနတ်သားဂျုံဆက်ကလေးမြို့ဒေါခင်လက်မြင့်မိသားစုမုံရွာမြို့ရန်ကင်းရက်ဒကာကြီးဥဇော်ထွန်းဒကာကြီးဒေါ်တန်းတန်းဆင့်ရေနံရောင်းဝယ်ရေးမိသားစုတဲ့ဒီမိသားစုပေါင်းတော်ကောင်းတို့ကဓမ္မဒါနဓမ္မပူဇာကုသိုလ်ရှင်များဖြစ်ဖြစ်ကုသိုလ်ပြုကြတာဖြစ်ပါတယ်ဒီတော့ဒီကနေ့ယောဂီသူတော်စင်တို့ကိုဦးဇင်းတို့ဗတရားဟောမှလဲဆိုလို့ရှိရင်ခန္ဓာဝကတန်ရုပ်ပါဠိတော်မှာနာကုလပိတုတုတ်တံလို့နာကုလပိတာဒကာကြီးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတစ်ပုဒ်ရှိပါတယ်အဲ့ဒီတုတ်တံလေးကိုအခြေခံပြီးတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေရုပ်ခန္ဓာကြီးနာကျင်ပါတော့လည်းပဲစိတ်ခန္ဓာမနာအောင်ကြိုးစားအထောက်နိုင်ကြဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အဲ့ဒီတရားလေးကိုနာယူကြည်ညိုကြနှလုံးသွင်းမှတ်သားကြမယ်ပေါ့နော်အခါတစ်ပါးမှာမြတ်စွာဘုရားတုမာရဂီရမျိုးတဲ့ဒီတကာလတောအုပ်နေမှာမြတ်စွာဘုရားတရင်သုံးတော်မူတော့နာကုလပိတာတို့နာကုလမာတာတို့ဆိုတာပေသပေါင်းတော်ကောင်းတို့ဒီတကာကြီးဒကမာကြီးနှစ်ဦးရဲ့နာမည်ကိုဘုရားဘာသာဝင်တွေဖြစ်နေတဲ့အတွက်ကြောင့်နားထဲမှာယဉ်ဤကျွမ်းမှုရှိပြီးသားပါအဲ့ဒီတကာကြီးဒကမာကြီးတွေကမြတ်စွာဘုရားကိုလွန်ခဲ့တဲ့ဘဝပေါင်းများစွာကသာသမီတော်ခဲ့တာဘဝပေါင်း900လောက်ရှိတယ်လို့ပြောတယ်တူမတွေတော်ခဲ့တာအဲ့လိုမျိုးဆွေမျိုးရင်းချာအများကြီးတော်ခဲ့တော့ဒီဘဝမှာအဲ့ဒီနာကုလပိတာနာကုလမာတာတကာကြီးဒကမာကြီးတွေကမြတ်စွာဘုရားကိုသားအရင်လို့သူတို့ရဲ့စိတ်ထဲမှာထင်တယ်တဲ့အဲ့လိုမြတ်စွာဘုရားရဲ့ပုံမှာတန်ရောခြင်းအလုံးကြီးတယ်လို့ဆိုရမှာအဲ့ဒါတနေ့တော့အဲ့ဒီနာကုလပိတာတကာကြီးကမြတ်စွာဘုရားရှိရာကိုရောက်လာပြီးတော့မြတ်စွာဘုရားကိုမလျှောက်တယ်ဆိုတော့မြတ်စွာဘုရားတဲ့တပည့်တော်အသက်လည်းကြီးလာပါပြီအရွယ်ကလည်းပဲကြီးလာပါပြီလူဘဝရဲ့နောက်ဆုံးအချိန်ကိုတပည့်တော်ရောက်နေပါပြီတဲ့ဒါကြောင့်တပည့်တော်ရဲ့ခန္ဓာကိုယ်ဟာအမြဲမပြတ်အခါရခက်တဲ့သဘောရှိနေတယ်မတက်တာတဲ့သဘောရှိနေပါတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားနဲ့တကွတန်ဃာတော်တွေကိုဘုရားတပည့်တော်ဟာမကြာခဏဖူးမြင်ဖို့အခွင့်အရေးမရှိတော့ပါဘူးနောက်မှလည်းပဲမကြာခဏဖူးမြင်နိုင်တဲ့အခွင့်အရေးမျိုးရတော့မှမဟုတ်ဘူးဒါကြောင့်မို့လို့တပည့်တော်ကိုတွေ့ရတဲ့အခိုက်ကြုံရတဲ့အခိုက်မှာကာလကြာမြင့်စွာအကျိုးရှိပေမဲ့တရားစကားများနဲ့တပည့်တော်ကိုဆုံးမတော်မူပါလို့အဲ့ဒီတကာကြီးကမြတ်စွာဘုရားကိုလျှောက်တယ်သူလျှောက်တဲ့စကားထဲမှာသူကအတော်အသက်ကြီးနေပြီဘဝရဲ့နောက်ဆုံးအရွယ်ရလည်းကြီးနေပြီတက်တန်းရလည်းကြီးရနေပြီပေါ့အဲ့လိုလျှောက်တဲ့ထဲမှာအဘိဓိင်္ခဏအမြဲမပြတ်သူ့ရဲ့ခန္ဓာကိုယ်ဟာနာကျင်နေတယ်ခံရခက်နေတာရှိတယ်ဒါအသက်ကြီးလာတဲ့လူတွေကတော့ပို့ပြီးတော့ကိုချင်းစားနိုင်မှာပါအသက်ကြီးလာပြီဆိုလို့ရှိရင်ဒီတိုင်းနေရင်ထိုင်ရင်နဲ့ကိုပဲအစင်မပြေဖြစ်နေတာတွေမရှိဘူးလားရှိရနော်ခန္ဓာကိုယ်ကြီးကတစ်ချိန်ကြတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေအဲ့ဒီအနေအထားတွေကိုရင်ဆိုင်ရမှာပါလူဆိုတာဘယ်သူမှမသေးခြင်းဘူးလူဘဝမှာအကြာကြီးနေခြင်းအကြာကြီးနေခြင်းတယ်ဆိုလို့ရှိရင်အိုရတယ်ဆိုတဲ့ဒုက္ခအဲ့ဒီအစင်မပြေမှုများစွာနဲ့ရင်ဆိုင်ရတဲ့နာရတယ်ဆိုတဲ့ဒုက္ခကိုရှောင်ကျင်လို့ရမှာမဟုတ်နော်အကြာကြီးလဲနေခြင်းနဲ့နာလဲမနာခြင်းဘူးဆိုရင်အဲ့ဒီလိုနှစ်မျိုးစုံကြီးရနိုင်မှာမလားမရနိုင်ဘူးနော်လူဘဝမှာအသက်ရှိပဲဆိုရင်တော့အစင်မပြေတဲ့နာကျင်မှုတွေဝေဒနာတွေဒါတွေကိုရှောင်လွှဲလို့မရအဲ့ဒါလိုမြတ်စွာဘုရားကိုရှောက်တော့မြတ်စွာဘုရားကဧဝမေတံဂဟပတိဧဝမေတံဂဟပတိတဲ့တခါကြီးပြောတာဟာပြောတဲ့အတိုင်းမှန်တယ်တဲ့အသက်ကြီးလာပြီဆိုရင်လူဟာဘာမှမကောင်းတော့အသက်ကလည်းပဲဒီမှာတရားနာနေတဲ့လူရောတရားဟောနေတဲ့လူရောတဖြည်းဖြည်းနဲ့
ကြီးရအောင်ပါဟုတ်လားအသက်ကြီးလာပြီဆိုရင်ဘာမှမကောင်းတော့ဘူးအဲ့ဒီမှာမြတ်စွာဘုရားပြောတဲ့စကားလေးတစ်လုံးချင်းအသေးစိတ်စဉ်းစားကြည့်ရင်တော်တော်ကောင်းမယ်ပေါ့အတုရောဟာယံဂဟပတိကာယောအန္တပုတောပရိယောနတ်တော်တဲ့တကားကြီးဒီခန္ဓာကိုယ်ဆိုတာအတုရနာကျင်တတ်တဲ့သဘောရှိတယ်တဲ့နံပါတ်1အန္တပုတောဥတလုံးတပွဲဖြစ်တယ်တဲ့ပရိယောနတ်တော်ဘာမှမခိုင်မာတဲ့အပေါ်ယံအရေးပြားလေးနဲ့ဖုံးထားတဲ့သဘောရှိတယ်တဲ့သုံးချက်ပြောတယ်နော်ဒီခန္ဓာကိုယ်ဆိုတာနာကျင်တဲ့သဘောရှိတယ်ဥတလုံးလိုကွဲပြက်လွယ်တဲ့သဘောလည်းရှိတယ်ပရိယောနတ်တော်အရေးပါးလေးနဲ့ဖုံးထားတဲ့သဘောရှိတယ်ဘာအာမခံချက်မှမရှိဘူးပေါ့ဒီနေရာမှာခန္ဓာကိုယ်ဟာအတုရနာကျင်နေတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မင်းကောင်းဆရာကြီးကဓမ္မဘဟုတုတ္တဖြစ်အောင်လို့နာကျင်မှုဆိုတာ၃မျိုးရှိတယ်ဆိုပြီးတော့ရှင်းပြတာကိုဦးဇင်းတို့မှတ်သားဖို့တဲ့ခန္ဓာကိုယ်ရဲ့နာကျင်မှုဆိုတာ၃မျိုးရှိတယ်တဲ့နံပါတ်1နာတာကဘာလဲဆိုတော့ဇရာတုရအသက်ကြီးလာလို့အိုးလာလို့နားလာတဲ့သဘောဒါဘယ်သူမှမရှောင်နိုင်ဘူးနော်အသက်ကြီးလာရင်နာကိုနာရမယ်အိုးလာလို့အသက်ကြီးလာလို့ကိုနာရတာအသုံးများတယ်အသုံးကြလာတဲ့စက်တလုံးဟာဒါချွင်းရင်းချက်များတယ်ဆိုတာဒါသဘာဝပဲဟုတ်လားအဲ့လိုပဲလူဘဝမှာနေလာတဲ့တက်တန်းတွေနှစ်ထန်းတွေကြားလာတာများလာတာနဲ့အမျှခန္ဓာကိုယ်ကြီးဟာဘာဖြစ်မှာတော့နာမှာပဲချွင်းရင်းချက်တွေများပြီးတော့ဟိုနာကနာဒီနာကနာကိုဦးဇင်းတို့ဆိုရင်အသက်40ကျော်ပဲရှိသေးတယ်ဒါပေမဲ့ကြုံကြုံထိုင်ရင်တက်မထိုင်နိုင်တော့တက်ထိုင်ဖို့မလွယ်တော့ဘယ်နာကဘလို့ဖြစ်နေတယ်တော့မသိဘူးထိုင်လို့မရတာတော့အမှန်ပဲဒါလူတိုင်းမှာအခက်အခဲရှိမှာပါဒါဟာတဘာဝပဲလို့နားလည်ပြီးတော့လက်ခံနိုင်ဖို့လိုတယ်ပေါ့ဟုတ်လားဒီဒါကြောင့်ခန္ဓာကိုယ်ဟာနံပါတ်1စရာတုရတက်ကြီးလာလို့ရှိရင်အိုလို့ကိုနားလာမှာဒါရှောင်လို့မရဘူးနောက်ဒုတိယနာတာကဘာလဲဆိုတော့ယောဂဝေဒနာဆွဲကပ်လာလို့နာရတယ်ဆိုတဲ့သဘောရောဂါတုရတချို့ကြတော့ရှေးအတိတ်ကအကြောင်းမလှလို့ငယ်ငယ်ရွယ်နဲ့ယောဂဆွဲရတာမရှိဘူးလားရှင်နော်အဲ့လိုယောဂဖြစ်ပြီဆိုလို့ရှိရင်လည်းပဲအသက်မကြီးသေးပေမဲ့လို့မအိုသေးပေမဲ့လို့နာလာကြည့်ဆိုပြီးတော့ညင်ယူအော်ဟစ်နေရတဲ့လူတွေမရှိဘူးလားရှိတယ်အဲ့လိုယောဂကြောင့်နာရတယ်ဆိုတာလည်းပဲဒါလူတိုင်းကင်းနိုင်မယ်မထင်ပါဘူးတစ်ချိန်မဟုတ်တစ်ချိန်တွေ့လဲတွေ့ကြဘူးပြီတွေ့လဲတွေ့ကြအောင်မှာပါဟုတ်လားဒါယောဂကြောင့်နာတဲ့သဘောဒါဘဝရဲ့သစ္စာတရားတွေအမှန်တရားတွေရင်ဆိုင်နိုင်အောင်ကြိုးစားဖို့လက်ခံနိုင်အောင်ကြိုးစားဖို့စိတ်ထဲမှာစဉ်းစားထားဖို့တော့လိုမှာပေါ့နော်နောက်ဦးဇင်းတို့တတိယမြောက်နာခြင်းကဘာလဲဆိုတော့ကိလေသာတူတာလောဘဒေါသမောဟကိလေသာတရားတို့ကြောင့်ဒီခန္ဓာကိုယ်ကြီးနာရတယ်ဒါကတော့အလွန်နုညံ့သိမ်မွေ့တဲ့နာခြင်းလို့ဆိုရမယ်ပေါ့နော်အိုလို့နာတာကိုလူတွေနားလဲလွယ်တယ်လက်လဲခံတယ်ယောဂဖြစ်လို့နာတယ်ဒါလည်းနားလဲဖို့လွယ်ကူတယ်လက်ခံဖို့လည်းလွယ်ကူတယ်လောဘဒေါသမောဟဖြစ်ရတာနာတယ်ဆိုတာကိုကြတော့တော်ယုံတန်ယုံတတိတော်ယုံတန်ယုံအတိနဲ့နားလဲဖို့မလွယ်ဘူးပေါ့ဟုတ်လားတကယ်တမ်းကတော့လောဘဒေါသမောဟဖြစ်ရတာလည်းပဲနာတာပါပဲစိတ်ထဲမှာအရင်နာပြီးတော့စိတ်ရဲ့မိရာရုပ်ကိုပါထိခိုက်သွားစေတာရှိတယ်ဒါကတော့အလွန်နူးညံ့စွာခန္ဓာကိုယ်ကိုရိုက်ခတ်မှုရှိတယ်ဆိုတာကတော့အထူးသဖြင့်ဒေါသကိလေသာဖြစ်နေတဲ့အခါမှာပို့ပြီးတော့သိတာမယ်ဒေါသဖြစ်လာပြီဆိုလို့ရှိရင်တကယ်ဒေါသအားကြီးလာပြီဆိုရင်ခန္ဓာကိုယ်တစ်ခုလုံးကိုပူးထူပြီးတော့တခါတည်းဘာတွေပြောမိလို့ပြောမိမှမသိဘာတွေလုံးမိလို့လုံးမိမှမသိအမူအရာတွေပြက်ပြီးတော့အကြီးအကျယ်တုန်လှုပ်ခြောက်ခြားနေတာမျိုးမရှိဘူးလားရှိတယ်နော်ဒါကြောင့်နံပါတ်3နာကျင်ခြင်းကကိလေသာတူတာကိလေသာတို့ကြောင့်နာရအဲ့ဒါမြတ်စွာဘုရားကဒီခန္ဓာကိုယ်ဆိုတာအဲ့ဒါလိုနာကျင်ခြင်းအမျိုးမျိုးတို့ဖြင့်နှိမ့်ဆက်ခြင်းကိုခံရတဲ့သဘောရှိတယ်နော်ပြီးတော့အန္တဘုဒ္ဓတဲ့ဥတလုံးတစ်ပွဲဖြစ်တယ်ဒါလေးကိုလည်းစဉ်းစားသိခြင်းအန္တဘုဒ္ဓတဲ့ကျက်ဥများဘဲဥများဈေးကဝဲလာပြီဆိုလို့ရှိရင်တရားဓမ္မတို့ဥရှင်တို့ပြစ္ဆလက်ခကြမ်းကြမ်းတမ်းတမ်းကင်တွယ်လို့မရဘူးသူ့ကိုတယုတရအလုံးကိုဂယုဆိုင်ပြီးတော့ကင်တွယ်နိုင်မှသူကမကွဲမပြစ်မှာအဲ့လိုပဲဒီခန္ဓာကိုယ်ကအမြဲတမ်းဂယုဆိုင်နေရတဲ့သဘောရှိတယ်ကိုယ်အလွန်ချစ်တဲ့ကိုယ်ခန္ဓာကိုယ်ကြီးမို့ကိုယ့်ကိုလှုပ်ပေးနေရတာကိုမငြီးမညူဖြစ်နေတာပေါ့တကယ်လို့မြန်တစုံတယောက်ကိုမြန်ကိုကကိုလှုပ်ပေးရတယ်လို့မျိုးတစုံတယောက်ကိုမြန်အဲ့လိုပြုစုနေရမယ်လှုပ်ပေးနေရမယ်ဆိုရင်ဘယ်လောက်လူတွေဟာစိတ်ပြတ်ကြမလဲဆိုတာစဉ်းစားကြည့်ကိုလှုပ်ပေးတယ်လို့မျိုးအစသာရရသူများကိုလှုပ်ပေးရမယ်ဆိုရင်ဘယ်လိုများနေမလဲဟုတ်လားအဲ့ဒါဘာလို့ဆိုတော့အလွန်ဂယုဆိုင်ရတယ်ဆိုတဲ့အနေအထားဘာလို့ဂယုဆိုင်အောင်ဆိုပြစ်မှာဆိုလို့
ဂယုမဆိုင်ရင်ပို့ဆိုးမှဆိုလို့ဂယုဆိုင်ရတာဟုတ်လားဒီနောက်ပြီးတော့ဦးဇင်းတို့ဒီခန္ဓာကိုယ်ဆိုတာပရိယောနတ်တော်တဲ့အရေးပါလေးနဲ့ဖုံးထားတာတဲ့တခုခုထိမိချစ်မိတာနဲ့သူကသွေးထွက်လာပြီးတော့ဒီတဲကအမှန်တရားကိုမမြင်ရအောင်ဒီအရေးပါဟာဖုံးထားတဲ့သဘောလည်းရှိတော့အထူးသဖြင့်အတုပမတင့်တယ်တဲ့သဘောကိုဒီအရေးပါကတိုင်ခံပြီးတော့ကာကွယ်ထားတဲ့သဘောရှိတော့ဒါတွေကိုလည်းပဲပိဿပေါင်းသူတော်ကောင်းတို့အလွန်လွယ်ကူတယ်လို့ထင်ရပေမဲ့လို့တတိမထားမိရင်တော့စိတ်ထဲမှာထင်ဖို့မြင်ဖို့မလွယ်ဘူးเนาะဒါကလည်းပဲဟုတ်လားအဲ့ဒါလိုမြတ်စွာဘုရားကတခါကြီးကိုဒီခန္ဓာရဲ့သဘာဝကိုပြောပြပြီးတော့မှတ်သားစရာစကားတစ်ခွန်းဆက်ပြောတယ်အဲ့ဒီစကားကဘာလို့ဆိုတော့ယောဟိကဟပတိဣမံကာယံပရိဟရန္တောမုဟုတ်တံပိအာရောကြံကိမေညတရဘာလယာတဲ့အဓိပ္ပာယ်ကဘာပြောလို့ဆိုတော့တခါကြီးဒီလိုသဘာဝရှိတယ်ဒီလိုသဘောရှိတဲ့ခန္ဓာကိုယ်ကြီးကိုတည်ဆောင်ထားရဲ့တန်လန်းနဲ့များကိုတခဏလောက်မြကျမ်းမာပါတယ်လို့ဝန်ခံခဲ့မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာမိုက်မဲလို့ပါတဲ့ဟောဒီစကားလေးဒီမှာပြောတာနော်ဒီလိုခန္ဓာကိုယ်ကြီးကိုတည်ဆောင်ထားရလျက်နဲ့များတခဏလောက်တောင်ကျမ်းမာတယ်လို့ပြောခဲ့မယ်ဆိုရင်အဲ့ဒါဘာဖြစ်လို့လဲတော့မိုက်မဲလို့ပါတဲ့မိုက်မဲတယ်ဆိုတာကကိုယ်ခန္ဓာရဲ့သဘောတဘာဝကိုအမှန်တိုင်းမသိတဲ့သဘောကိုပြောတာပါခန္ဓာကဖြစ်နေတာကတစ်မျိုးကိုယ်ကထင်နေတာကတစ်မျိုးဟုတ်လားတကယ်ဖြစ်နေတာနဲ့ထင်တာနဲ့ကတခြားစီဖြစ်နေတယ်ဟုတ်လားအဲ့ဒါကိုပဲအသိဉာဏ်မရှိဘူးမိုက်မဲတယ်လို့ပြောတာပါဟုတ်လားဒါကြောင့်တခဏမြကျမ်းမာပါတယ်လို့ပြောရင်အဲ့ဒါမိုက်မဲလို့ပါတဲ့ဒီခန္ဓာကိုယ်ကြီးဟာတခဏမြတောင်မတတ်တာတဲ့သဘောမကောင်းတဲ့သဘောရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့ဒီမှာမြတ်စွာဘုရားကဆက်ပြီးတော့ဗာပြောတယ်ဆိုတော့အခုပြောမဲ့တရားရဲ့အဓိကအနှစ်သာရလို့ဆိုရမှာပေါ့နော်ဧဝမေတံဂဟပတိဧဝံသိက္ခိတဗံဂဟပတိတတ္တမတိဟတိဘိက္ခတတ္တမတိဟတိဂဟပတိဧဝံသိက္ခိတဗံဒါကကြီးတဲ့ဒါကြောင့်မို့လို့အခုပြောသလိုကျင့်ရမယ်တဲ့အဲ့ဒါကဘာလို့ဆိုတော့အာတုရကာယတမေတ္တောစိတ်တံအနာတုရဘောဟိတတိနော်အာတုရကာယတမေတ္တောစိတ်တံအနာတုရဘောဟိတတိငါရဲ့ဒီခန္ဓာကိုယ်ကြီးနာကျင်နေပါတော့လေပဲငါရဲ့စိတ်ကိုတော့ငါမနာအောင်ကျင့်မယ်လို့အဲ့ဒီအတွေးနဲ့ကိုယ့်ရဲ့စိတ်ကိုမနာအောင်ကြိုးစားအထောက်ရမယ်တဲ့နော်ရုပ်ပိုင်းဆိုင်ရာခန္ဓာကြီးနားနေပါတော့လေပဲစိတ်ပိုင်းဆိုင်ရာနာခန္ဓာကိုမနာအောင်ကြိုးစားမယ်ဆိုတဲ့ခံယူချက်နဲ့ရှင်းသုံးရမယ်ဒီနေရာမှာရုပ်ခန္ဓာကိုယ်ကြီးဆိုတာကတော့သူကမနာအောင်လည်းပဲလုပ်လို့မရပါဘူးနော်သူ့ကိုမနာအောင်လုပ်လို့မရဘူးနည်းနည်းလောက်တတ်တာအောင်ပဲလုပ်လို့ရမယ်ဒါပေမဲ့တကယ်ဖြစ်လာပြီဆိုလို့ရှိရင်နည်းနည်းတော့တတ်တာအောင်လုပ်ဖို့မလွယ်လားအနာတက်ရင်စီးချက်မရှိဘူးဆိုတာလေသိတို့ကြားဖို့ပါတယ်ဟုတ်လားခန္ဓာကိုယ်တကယ်ဖြစ်လာပြီဖောက်ပြန်လာပြီဆိုလို့ရှိရင်ဘုနာကပြင်လိုက်တော့ဒီနာကပြက်အကုန်လုံးယုံရွဲပြီးတော့အကုန်လုံးပျက်စီးသွားတာမပြက်သေးဘူးဆိုတာကအဲ့ဒါလိုအကြီးအကျယ်ပျက်စီးလောက်အောင်မချွတ်ယွင်းသေးလို့ပါဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကခန္ဓာကိုယ်နာတော်လည်းပဲစိတ်မနာအောင်စိတ်မနာစေရဘူးဆိုတဲ့ခံယူချက်နဲ့အဲ့ဒါလိုကျင့်သုံးရမယ်လို့တရားကြီးကိုပြောတော့တရားကြီးကအလွန်ပဲဝမ်းသာသွားတယ်ပေါ့သူ့ရဲ့စိတ်ထဲမှာဘယ်လောက်ထိသူဝမ်းသာသွားတော့ဆိုတော့မြတ်စွာဘုရားကသူ့ကိုအမြိုက်ရည်စင်နဲ့တွန်းလောင်းလိုက်တယ်လို့တောင်သူ့ရဲ့စိတ်ထဲမှာခံစားရတယ်တဲ့အဲ့ဒါနဲ့သူကဝန္တာအာရမြတ်စွာဘုရားကိုရှိခိုးဥချပြီးတော့မြတ်စွာဘုရားရဲ့ထံတော်ဘာကနေသူခွာလာတယ်ပြန်လာပြီးတော့သူဘယ်ဝင်လဲဆိုတော့ဦးဇင်းတို့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရှိရာကိုသူဝင်တယ်သူကရှင်သာရိပုတ္တရာကိုလည်းအလွန်ကြည်ညိုတာကိုတခါကြီးအဲ့ဒါနဲ့ရှင်သာရိပုတ္တရာကြီးရောက်တော့ရှိခိုးဥချထိုင်တော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကသူ့ကိုမေးတယ်တခါကြီးကိုကြည့်ရတာအလုံးမပြောလာပုံရတယ်အလုံးမလည်းစိတ်ချမ်းသာလာပုံရတယ်မျက်နှာကလည်းကြည်ကြည်လင်းလင်းနဲ့တော့တခါကြီးကိုမြတ်စွာဘုရားကတရားဒေသနာများဟောလိုက်ပုံရတယ်ဟုတ်ရဲ့လားဆိုတော့တခါကြီးကမှန်လားပါဗျာမြတ်စွာဘုရားကသူ့ကိုအမြိုက်ရည်စင်တည်းဟူသောတရားနဲ့တရားတည်းဟူသောအမြိုက်ရည်စင်နဲ့တွန်းလောင်းလိုက်ပါတယ်တရားဟောလိုက်ပါတယ်အဲ့တော့ရှင်သာရိပုတ္တရာကတခါကြီးကိုမြတ်စွာဘုရားကဘလို့တရားတွေများဟောလိုက်တာတော့အဲ့တော့သူနဲ့မြတ်စွာဘုရားအခြေချပြောပုံတွေကိုတလုံးမကြံပြန်ပြောတယ်ပေါ့နောက်ဆုံးအဓိကအနှစ်သာရလေးကတခါကြီးဒီခန္ဓာကိုယ်ကြီးနာကျင်နေပါတော့လည်းပဲစိတ်ကိုမနာအောင်ကြိုးစားမယ်ဆိုတဲ့ခံယူချက်နဲ့သင်လေ့ကျင့်ရမယ်လို့မြတ်စွာဘုရားကအဲ့ဒါလိုဟောလိုက်ပါတယ်ဗျာဒါလျှောက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာကမေးတာတခါကြီးကိုတခါကြီးမြတ်စွာဘုရားကအဲ့ဒါလိုဟောတဲ့အခါကျတော့
သင်္ကမြတ်စွာဘုရားကိုပြန်ပြီးတော့မမေးဘူးလားတဲ့ဘယ်လိုလူမျိုးဟာကိုယ်လဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့လူမျိုးလဲဘယ်လိုလူမျိုးကတော့ကိုယ်သာနာတယ်စိတ်မနာတဲ့လူမျိုးလဲဒါကိုခွက်ခွက်ပြားပြားသိရအောင်သင်မမေးခဲ့ဘူးလားတဲ့ရှင်သာရိပုတ္တရာဆိုတာကဉာဏ်ပညာရမှာဣတရက်ရတာဆိုတော့သူကအကုန်လုံးသိနေတာမြင်နေတာပေါ့ဟုတ်လားစဉ်းစားပြီးသားဖြစ်နေတာပေါ့အဲ့လိုမေးတဲ့ခါကျတော့တခါကြီးကအရှင်ဘုရားတဲ့တပည့်တော်အဲ့လိုတော့မြတ်စွာဘုရားကိုထပ်ပြီးတော့ဘာမှမမေးခဲ့ဘူးဒါပေမဲ့လို့အရှင်ဘုရားကြီးကိုတပည့်တော်အဝေးကြီးကနေလာခဲ့ရတာတဲ့အဲ့ဒီနေရာမှာအရှင်ဘုရားမေးမဲ့မေးခွန်းကိုအရှင်ဘုရားမေးစီခြင်းတဲ့မေးခွန်းကိုအရှင်ဘုရားပဲပြန်ပြီးတော့ဖြေပေးပါနော်ဘယ်လိုလူမျိုးဟာကိုယ်လဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့လူမျိုးလဲဘယ်လိုလူမျိုးကတော့ကိုယ်သာနာပြီးတော့စိတ်မနာအောင်နေနိုင်တဲ့လူမျိုးလဲဆိုတာကိုရှင်ဘုရားပဲပြန်ပြီးတော့ဖြေပါတဲ့အဲ့ဒါဒီကနေ့ပြောမဲ့တရားရဲ့တကယ်အဓိကအနှစ်သာရပဲနော်ကိုယ်သာနာပြီးတော့စိတ်မနာအောင်ဆိုတာဘယ်လိုနေမှအဲ့လိုမျိုးဖြစ်မှာလဲနော်ဘယ်လိုနေရင်တော့ကိုယ်လဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့လူမျိုးတွေကိုပါသွားမှာလဲဟုတ်လားအဲ့ဒီမှာရှင်သာရိပုတ္တရာကိုရမကြီးကကောင်းပြီဆိုပြီးတော့တရားကြီးကိုအသေးစိတ်ဟောပြတယ်တရားကြီးတဲ့ဒီလောကကြီးမှာသူတော်ကောင်းတွေကိုမတွေ့ဘူးမမြင်ဘူးသူတော်ကောင်းတရားကိုမကြားဘူးမနာဘူးသူတော်ကောင်းတရားရဲ့ပုံမှာလိမ္မာကျွမ်းကျင်မှုဘာမှမရှိတဲ့အတုတ္တဝါပုထုဇဏောတဲ့သူတော်ကောင်းတရားမှာအကြားမြင်ဘ ഹു တုတ္တမရှိတဲ့ကိလေသာထူပြောတဲ့ပုထုဇဉ်လူသားတွေဟာနော်မြတ်စွာဘုရားရဲ့တရားကိုအလွန်တရာမှအလံဝေးတဲ့လူမျိုးလို့ဆိုကြပါစို့ဟုတ်လားအဲ့လိုလူမျိုးတွေဟာတဲ့ဒီရုပ်ခန္ဓာကြီးကိုငါလို့ထင်တယ်ရုပ်ခန္ဓာကိုယ်ကြီးကိုငါဥစ္စာလို့ထင်တယ်တဲ့နော်မမရူပံဒီရုပ်ခန္ဓာကိုယ်ကြီးဟာငါပဲဟုတ်လားဒီရုပ်ခန္ဓာကိုယ်ကြီးဟာငါဥစ္စာပဲနော်အဲ့လိုရုပ်ခန္ဓာကိုယ်ကြီးရဲ့အပေါ်မှာငါလို့ထင်တယ်ငါဥစ္စာလို့ထင်တယ်နောက်ပြီးတော့ဦးဇင်းတို့ဒီနေရာမှာမထေရမြတ်ကြီးကခန္ဓာ၅ပါးလုံးကိုအစုံပြောမှဆိုတော့ခန္ဓာ၅ပါးကိုလည်းပဲနည်းနည်းတော့ကျွတ်တင်ပြီးတော့ပေတ္တတို့ကိုအကျဉ်းမြင့်လေးတော့ပြောရမှာနော်ပေတ္တတို့ကအလုံးတော့ဒါနလိုက်ပြီးသားဖြစ်မယ်လို့ဦးဇင်းထင်ပါတယ်ခန္ဓာဆိုတာကအပေါင်းအစုအဝေးအစုအပုံလို့အဓိပ္ပာယ်ရတဲ့ခန္ဓာဆိုတာရုပ်တည်းရဲ့အပေါင်းအစုအဝေးကိုကြတော့ဒါယူပက်ခန္ဓာဟုတ်လားရုပ်တရားတွေရဲ့အစုအဝေးအစုပုံကြီးပေါ့နောက်ဦးဇင်းတို့ခံစားချက်ဝေဒနာတွေရဲ့အပေါင်းအစုကိုကြတော့ဝေဒနာခန္ဓာမှတ်သားမှုတင်ညာရဲ့အပေါင်းအစုကိုကြတော့တင်ညက်ခန္ဓာပြီးတော့စိတ်ဆော်မှုပြုလုပ်မှုသင်္ခါရတရားတွေရဲ့အစုအဝေးကိုကြတော့သင်္ခါရခန္ဓာတိမှုဝိညာဉ်ရဲ့အစုအဝေးတွေကိုကြတော့ဝိညာဉ်နဲ့ခန္ဓာခန္ဓာ၅ပါးကိုအဲ့လိုကြိုတင်ပြီးတော့နားလည်ရမယ်ပေါ့အဲ့ဒါကိုယ်လဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့လူကဘယ်လိုလူမျိုးလုံးဆိုတော့ခုနကပြောခဲ့တဲ့သူတော်ကောင်းတရားရဲ့ပုံမှာကျွမ်းကျင်လိမ္မာမှုမရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့အဟံရူပံမမရူပံတိပရိယုတ်ထထာယင်နောဟောတိတဲ့အဟံရူပံမမရူပံဆိုတာကရူပံဟောဒီယုတ်တရားဒီအဟံငါပဲရူပံဟောဒီယုတ်တရားဒီမမငါဥစ္စာပဲဟောနော်ယုတ်တရားကိုငါလို့ထင်တယ်ပြီးတော့ယုတ်တရားကိုပဲငါဥစ္စာလို့ထင်ဒီအဲ့ဒီလိုထင်တဲ့နေရာမှာသူကပရိယုတ်ထထာယင်နောဆိုတဲ့အသုံးလုံးလေးနဲ့ပြောတာအဲ့ဒါကဘာလို့ဆိုတော့ထကြွတဲ့လွှမ်းမိုးတဲ့စိတ်ဘယ်လိုထကြွလွှမ်းမိုးတာလဲဆိုတော့ကိုယ့်ရဲ့စိတ်ထဲမှာဒီရုပ်ခန္ဓာကိုယ်ကြီးကိုငါပဲလို့ပြင်းပြင်းထန်ထန်နော်စိတ်ထဲမှာထကြွလွှမ်းမိုးနေတဲ့သဘောရှိတယ်ငါဥစ္စာပဲလို့လည်းပဲထကြွလွှမ်းမိုးနေတဲ့သဘောရှိတယ်ဒါပုထုဇဉ်တိုင်းမှာတရားကရှိတယ်နောက်တရားဓမ္မတို့မှာလည်းရှိတယ်ဦးဇင်းတို့မှာလည်းရှိတယ်တဲ့တဲ့ပြောရင်အဲ့ဒါတက္ကာယဒိဋ္ဌိပေါ့နော်ဒီအကြောင်းကြောင့်ဖြစ်နေတဲ့ယုတ်တရားတကယ်တမ်းကသူ့ကိုဘာမှထိထိရောက်ရောက်ဝင်ဆွတ်လို့ရတာမဟုတ်ဘူးဟုတ်လားဝင်ဆွတ်လို့ရခဲ့မယ်ဆိုလို့ရှိရင်မွေးဖွားလာကစားနုနုနေနေလေးကဒီလိုအခြေအနေကြီးထိရောက်လာကြအကြောင်းကိုမရှိဘူးဘာမှထိန်းထားလို့မရဘူးဟုတ်လားဟိုဆက်နှုတ်ပြီးတော့လှုပ်လိုက်တဲ့တက်မဲ့ဆက်ပစ္စည်းတစ်ခုဟာသူသွားတဲ့အရှိန်ရှိသလောက်သူဆက်ပြီးတော့သွားတယ်လို့မျိုးလို့အကျဉ်းမြတ်ဦးဇင်းကပြောခြင်းတယ်နော်ယုတ်တရားတွေရဲ့သဘာဝဆိုတာဒီတိုင်းသွားတာဟုတ်လားအခုဒီမှာဒီယုတ်ကဆက်ပြီးတော့ဖြစ်နေတယ်ဆိုတာသူ့အကြောင်းတရားပေါ်မှာအခြေခံပြီးတော့သူကဖြစ်တာကံရဲ့စိတ်ရဲ့ဥဒုရဲ့အာဟာရရဲ့ဒီအကြောင်းတရားကိုအခြေခံပြီးတော့သူဖြစ်နေတာအဲ့ဒီအကြောင်းတရားပေါ်မှာပဲအဓိကမူတည်ပြီးတော့ယက်တည်နေတာဖြစ်နေတာအခုကံကုန်တာနဲ့အခုဒီယုတ်ကဘာဖြစ်သွားမလဲလုံးဝဖောက်ပြန်သွားမယ်ဟုတ်တယ်မဟုတ်လားအေးကံတရားပေါ်မှာလည်းမူတည်တယ်စိတ်ပေါ်မှာလည်းမူတည်တယ်စိတ်ညစ်တာနဲ့ယုံညစ်သွားတာပဲစိတ်ပူတာနဲ့ရုပ်ပူသွားတာပဲဟုတ်လားအဲ့ဒါလိုပဲဥဒုအာဟာရဖောက်ပြန်တာနဲ့တမျိုးဖြစ်တာနဲ့ဖောက်ပြန်တယ်ဆိုတာတမျိုးဖြစ်တာကိုပြောတာပါအခုဒီလိုဖြစ်တယ်
ခဏနေတော့ဒီလိုမဟုတ်တော့နောက်တစ်မျိုးဖြစ်နေပြီဟုတ်လားအဲ့ဒါကိုဘယ်လိုခေါ်မလို့ပေါက်ပြန်တယ်လို့ပြောတာပါဒါအကျဉ်းမြင်နားလည်အောင်ပြောတာအဲ့လိုဥဒုတွေအာဟာရတွေတစ်မျိုးတစ်မျိုးဖြစ်သွားတာနဲ့ပဲဒီယုတ်ကသူကလည်းလိုက်ပြီးတော့တစ်မျိုးတစ်မျိုးဖြစ်တယ်ဟုတ်လားရေလှုပ်တော့လှေလှုပ်တယ်လှေလှုပ်တော့လှေပေါ်ကလူလှုပ်တယ်မိရအကြောင်းတရားတွေကိုကစပြီးတော့ဘာမှအာမခံခြင်းမရှိတဲ့မခိုင်မာတဲ့မရေရာတဲ့အကြောင်းတရားဖြစ်တော့အဲ့ဒီအကြောင်းကိုဆွဲပြီးတော့ဖြစ်လာတဲ့အကျိုးတရားဟာလည်းပဲဘာမှမခိုင်မာတဲ့မသေးကြတဲ့မရေရာတဲ့သဘောပဲဖြစ်တယ်အဲ့တော့ရုပ်ဆိုတာတကယ်တမ်းကတော့တရားဓမ္မတို့ဥရှင်တို့နော်တက်မဲ့အရာတစ်ခုဒီနေရာမှာရုပ်ဇီဝိတဆိုတာလည်းကိုလည်းနားလည်ဖို့တော့လိုတယ်ပေါ့ရုပ်ဇီဝိတဆိုတာကဒီရုပ်ကိုစင်စစ်မပြတ်ဆက်ပြီးတော့ဖြစ်အောင်ထောက်ပံ့တဲ့သဘောလို့အကြံဉာဏ်နားလည်ရပါတရားဓမ္မတို့ဥရှင်တို့ပုထုဇဉ်တွေထင်တဲ့အသက်ဆိုတဲ့သဘောမျိုးမဟုတ်လူတွေကအသက်ဆိုတာကိုမွေးတဲ့ကစဒီအသက်ဟုတ်လားသေရောက်မှပဲဆုံးတယ်တချို့ဆိုရင်သေထိတောင်မှဆုံးတယ်မထင်ဘူးနောက်ဘဝနောက်ခါနဲ့မှထပ်ပြီးတော့ဖြစ်တယ်လို့ဒီအသက်ကလေးတစ်ခုတည်းကပဲလို့တစ်ခုတည်းလို့ထင်တဲ့အထင်အဲ့ဒီတစ်ခုတည်းလို့ထင်တဲ့အထင်ဟာတကယ်တမ်းကတော့မှားယွင်းမှုပဲတစ်ခုတည်းစက်တိုက်ဒါကြီးတစ်ခုတည်းဖြစ်နေတာဟာဘယ်ရာမှမရှိဘူးဟုတ်လားဒါကိုအကြောင်းပြုပြီးတော့နောက်ဟာဖြစ်တယ်သောသောဟာမရှိတော့နောက်ဟာဖြစ်တယ်သောသောဟာမရှိတော့အဲ့ဒီလိုသွားတာအဲ့တော့ရုပ်ပိုင်းဆိုင်ရာတွေကိုတရားဓမ္မတို့အကျဉ်းတို့တွေကကောင်းကောင်းမွန်မွန်နားမလည်သေးတဲ့အခါကျတော့ဒီရုပ်ကြီးကိုဘယ်လိုထင်တော့ငါလို့ထင်နေတဲ့အမှန်ကငါဆိုတာမရှိဘူးဟုတ်လားငါဆိုတာမရှိဘူးငါဆိုတာမှမရှိဘူးဆိုရင်ငါဥစ္စာဆိုတာပို့ပြီးတော့မရှိနိုင်ဘူးပေါ့ဟုတ်လားသို့တော်လည်းပဲတရားဓမ္မတို့အကျဉ်းတို့တွေကငါလို့လည်းထင်တယ်ငါဥစ္စာလို့လည်းထင်တယ်နော်အဟံရူပံမမရူပံပရိယုထထာယီနောဟောတိတဲ့ဒီယုတ်ဟာငါပဲဒီယုတ်ဟာငါဥစ္စာပဲလို့ထကြွလွှမ်းမိုးတဲ့စိတ်ဖြစ်တယ်တဲ့နော်ဒိဋ္ဌိနဲ့တဏှာလို့ပြောကြပါစို့ဟုတ်လားအဲ့ဒီသဘောဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီယုတ်ကြီးကသူ့သဘောသူဆောင်ပြီးတော့တစ်ချိန်ကြရင်သူကဖောက်ပြန်ပါခုလုံးလုံးစင်လည်းပဲဖောက်ပြန်နေတာပါသို့တော်လုံးလုံးတွေဖောက်ပြန်မှုကအသေးစားဖောက်ပြန်မှုဆိုတော့ကိုကသိပြီးတော့မသိဘူးပေါ့ဟုတ်လားတကယ်ကိုအကြီးအကျယ်ဖောက်ပြန်ပြီဆိုတဲ့အခါမျိုးကိုရောက်ပြီဆိုတဲ့အခါကျတော့ငါလို့ထင်ထားတဲ့ငါဥစ္စာလို့ထင်ထားတဲ့တရားဓမ္မတို့ဦးဇင်းတို့တွေအတွက်အဲ့ဒါဘာတွေဆက်ဖြစ်လာမလဲလောကပရိဒေဝဒုက္ခဒေါမနတဥပါယတာဆိုတဲ့တရား၅မျိုးဆက်ဖြစ်လာဟုတ်လားလောကဆိုတာဘာလို့စိုးရိမ်ခြင်းပရိဒေဝဆိုတာငိုကြွေးခြင်းလောကပရိဒေဝဒုက္ခဆိုတာကိုယ်ဆင်းရဲခြင်းဒေါမနတဆိုတာစိတ်ဆင်းရဲခြင်းဥပါယတာဆိုတာပြင်းစွာပင်ပန်းခြင်းနော်တက်တီအထိပင်ပန်းသွားတာဇောကြွေးတွေပါလိပြန်ပြီးတော့ဟုတ်လားဆိုကြပါစို့ကိုကဒီယုတ်ကြီးကိုငါလွတ်ထင်တယ်ငါဥစ္စာလွတ်ထင်တယ်ဒီယုတ်ကြီးကသူ့တဘာဝသူဆောင်ပြီးတော့တစ်ချိန်ကျတော့ဖောက်ပြန်လာလိမ့်မယ်အဲ့ဒီဖောက်ပြန်လာတဲ့အခါမှာတရားဓမ္မတို့ဦးဇင်းတို့ဆွဲလန်းထားတဲ့ပုံကိုယ်တွေခုနကတော့ငါဥစ္စာလို့ထင်ထားတဲ့အထင်တွေမစွန့်ရသေးတဲ့မြတ်အဲ့ဒါတောကပိဒေဝဒုက္ခဒေါမနတဥပါယတာဒေတာပေါင်းဖြစ်မယ်အဲ့ဒါကိုစိတ်ထဲမှာလက်တွေ့နားလည်လို့ရအောင်ခံစားလို့ရအောင်စိတ်ကူးလေးနဲ့စေကန်းရောက်ကြည့်ဆရာဝန်ကခမရအတင်းထဲမှာကင်ဆာရှိတယ်လို့ပြန်ပြောလိုက်တယ်ဆိုကြပါစို့ဘယ်လိုနေမလို့တေချာပေါင်းငိုမှာပါပဲဟုတ်လားများသောအားဖြင့်တော့တေချာပေါင်းငိုကြမှာပါပဲငိုတဲ့လူပဲဦးဇင်းကတော့တွေ့ဘူးတယ်မငိုတဲ့လူကတော့ဆက်ဆက်ပါပါရန်ကုန်မှာတခါကြီးတယောက်ရှိတယ်ဦးဇင်းနဲ့တော်တော်ရင်းနှီးပါတယ်အသက်80နာနီးပြီအစာအိမ်မှာကင်ဆာဖြစ်အဲ့ဒါစာဟောင်းအိမ်ကိုပြင်ဘက်မှာထုတ်ထားရတယ်ပိုက်ကလေးနဲ့အမြဲတမ်းလန်းလန်းဆန်းဆန်းပဲဦးဇင်းကတော့အားကြလို့မဆုံးအဲ့ဒီကကြီးကိုတွေ့တိုင်းလည်းအဲ့ဒီစကားကိုပြောတယ်ခမရတော်လိုက်တာဗျာအဲ့ဒီယောဂါကိုခေါင်းထဲကိုသူကမထည့်ဘူးတဲ့အဲ့ဒါအသက်တာကြီးတာတရားပွဲတွေဘာတွေလဲအကုန်လုံးရှောက်ပြီးတော့လိုက်တယ်သူသားကလည်းအဲ့လိုတွေဝါဒနာပါတဲ့ခါကျတော့အဲ့ဒါသူ့ကိုမလုပ်စေခြင်းဘူးလူကြီးမို့လို့သူကအကုန်လုံးတက်ကြွကြပဲမျက်နှာတစ်ချက်မှညှိုးတာမျိုးမရှိဘူးကင်ဆာယောဂါတန်းတန်းနဲ့နော်အဲ့ဒီစိတ်သက်ကြောင့်မို့လို့ပဲနဲ့တူတယ်2နှစ်လောက်ရှိပြီဒီတိုင်းနေတာအခုလည်းမမဆာဆာကြီးပဲစိတ်ရဲ့ဆွမ်းအားတတိတွေဆိုတာနော်အခုခေတ်သိပ္ပံပညာရှင်တွေစိတ်ပညာရှင်တွေမသိနိုင်တဲ့ဘိုင်းတွေအများကြီးရှိတယ်ဗျနော်ဒါဦးဇင်းတို့ရောသိသလားဆိုတော့ဦးဇင်းတို့လည်းပဲမသိပါဘူးမသိတာလည်းပဲထည့်ထားဟုတ်လားဒါပေမဲ့လို့စိတ်ဟာအလွန်အစွမ်းတတိထက်မြက်တယ်ဆိုတာကိုတော့ရည်ဘူးရနားလေထားရမယ်ပေါ့မကောင်းတဲ့ဘက်မှာရောကောင်းတဲ့ဘက်မှာရောမကောင်းတဲ့ဘက်မှာလည်းပဲဒီစိတ်ညစ်တာနဲ့ရုပ်တရက်သေသွားတာတွေရှိတယ်ယောဂကမသေးတော့သေးဘူးဒါပေမဲ့လို့စိတ်ကဖောက်ပြန်သွားတာနဲ့ညှိုးနှမ်းသွားတာနဲ့မခံနိုင်တာနဲ့စိတ်ပင်ပန်းပြီးတော့ရုပ်ပါပျက်စီးသွားတာတချို့ကြတော့စိတ်ကအလွန်ခိုင်မာတဲ့အတွက်ကြောင့်ရုပ်ကဖောက်ပြန်မဲ့တကယ်ဖြစ်နေတယ်ဒါပေမဲ့စိတ်ကထိန်းထားတဲ့အခါကျတော့ဒီရုပ်ကတော်တော်နဲ့မပျက်စီးဘူးအဲ့ဒါပိဿတို့ဦးဇင်းတို့ပုံပေါ်အောင်ပြောနေတာကဖြစ်ကြည်ပါစိတ်ကူးကလေးနဲ့မြတ်စွာဘုရားဟောထားတာမှန်လားမမှန်လားဆိုတာသေချာပေါက်သိရပေါ့
နော်ဒီယုတ်ခန္ဓာကြီးကိုငါပဲငါဥစ္စာပဲလို့စွဲထားလေသည်များဒါကြီးဖောက်ပြန်လာတာနဲ့တေချာပေါက်စိုးရင်ရမယ်ငိုကြွေးရမယ်ကိုယ်ဆင်းရဲစိတ်ဆင်းရဲဖြစ်ရမယ်များစွာပင်ပန်းရလိမ့်မယ်တေချာတယ်မဟုတ်လားအေးဒါကြောင့်ယုတ်ခန္ဓာကိုငါပဲငါဥစ္စာပဲလို့စွဲလန်းထားတဲ့ပုဂ္ဂိုလ်ဒီကိုယ်လည်းနာတယ်စိတ်လည်းနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ပဲတဲ့ကိုကတော့ဘယ်လိုပုဂ္ဂိုလ်ဖြစ်ဖြစ်နာမှာ तू ကတော့မနာအောင်လုပ်လို့မရဘူးဘုရားရဟန္တာတွေလည်းပဲယုတ်ခန္ဓာကိုယ်ကြီးရဲ့နာကျင်မှုကိုခံရတာပါပဲနော်ကိုယ်ခန္ဓာကြီးနာတာကိုတော့ဘယ်သူမှရှောင်လို့မရဘူးသို့တော်လည်းပဲနောက်ပိုင်းကျတော့ဦးဇင်းတို့ပြောပါမယ်စိတ်ကတကယ်ကျမ်းမာအောင်လုပ်မယ်ဆိုရင်ယုတ်ခန္ဓာနာတာကိုချမ်းချမ်းသာသာနေလို့ရတယ်ယုတ်ခန္ဓာနာနေတဲ့ဈာတွေကဒီအကြောင်းလေးကိုလည်းပြီးတော့ပြောမယ်ပေါ့ဟုတ်လားအဲ့တော့ခုလုံးလုံးစေတော့ဦးဇင်းတို့ရှင်သာရိပုတ္တရာကိုလည်းမကြည့်ရှင်းတာကိုပြောနေတာဟုတ်လားယုတ်ခန္ဓာကိုငါပဲငါဥစ္စာပဲလို့ထကြွလွှမ်းမိုးတဲ့စိတ်ရှိနေမယ်ဆိုလို့ရှိရင်ယုတ်ခန္ဓာကြီးဖောက်ပြန်လာတဲ့အခါမှာဘာဖြစ်မလို့သောကပတိဒေဝဒုက္ခဒေါမနတဥပါယတာဖြစ်ကြရလိမ့်မယ်အဲ့ဒါလိုပဲဝေဒနာတင်ညာသင်္ခါရဝိညာဉ်နာခန္ဓာ၄ပါးအဲ့ဒါကိုတော့ဦးဇင်းတို့ပေါင်းပြီးတော့ပြောလိုက်မယ်သိပြီးတော့စကားတွေလည်းများစရာမလိုတော့ဘူးပေါ့ဟုတ်လားအဲ့ဒီနာခန္ဓာ၄ပါးရဲ့အပေါ်မှာလည်းပဲတရားဓမ္မတို့ဦးဇင်းတို့တွေဟာထကြွလှမ်းမိုးတဲ့သဘောရှိတယ်ဘယ်လိုသဘောနဲ့လွှမ်းမိုးတာတော့အဟံဝေဒနာမမဝေဒနာတိပရိယုထထာယိနောဟောတိနော်ဝေဒနာခံစားမှုတစ်ခုဖြစ်ပြီဆိုတာနဲ့ဒီဝေဒနာကိုငါလွတ်ထင်တယ်ဟုတ်လားကောင်းလိုက်တာဘယ်သူကောင်းတာလို့ဆိုငါကောင်းတာပေါ့ဟုတ်လားဆင်းရဲလိုက်တာဘယ်သူဆင်းရဲတာလို့ဆိုတော့ငါဆင်းရဲတာပေါ့ဟောအဲ့ဒီဆင်းရဲတာချမ်းသာတာကိုလည်းပဲငါဥစ္စာလို့လည်းပဲထင်တယ်ဟုတ်လားငါဒါယူသွားလို့ပဲဖြစ်မယ်တော့အဲ့လိုဆိုရင်ငါရဲ့ချမ်းသာမှုပျက်စီးသွားမှာပေါ့ဒါကြီးဒီထားခဲ့လို့ပဲဖြစ်မလို့ဟုတ်လားအဲ့ဒီဥစ္စာကြီးဟာငါဆင်းရဲဒုက္ခတို့ကြီးဖြစ်နေမှာပေါ့အဲ့လိုမျိုးခံစားမှုဝေဒနာကိုငါလို့ထင်ုံနဲ့မကဘူးငါဥစ္စာလို့လည်းထင်တယ်ပေါ့အဲ့ဒီအထင်ရှိရင်အဲ့ဒီခံစားမှုဝေဒနာတစ်မျိုးတစ်မျိုးပြောင်းလဲဖောက်ပြန်လာတာနဲ့အဲ့ဒီပုဂ္ဂိုလ်ဘာဖြစ်ရမလို့သောကပတိဒေဝဒုက္ခဒေါမနတဥပါယတာဖြစ်ရလိမ့်မယ်တဲ့နောက်တင်ညာသင်္ခါရဝိညာဉ်ဒါကိုတော့အခြေမပြောတော့ဘူးเนาะအဲ့တော့မထေရမြတ်ကြီးကသူကခန္ဓာ၅ပါးနဲ့ကင်ပြီးတော့ပြောတာဟုတ်လားခန္ဓာ၅ပါးနဲ့ကင်ပြီးတော့ပြောတာအဲ့ဒါလိုခန္ဓာ၅ပါးရဲ့ပုံမှာငါပဲငါဥစ္စာပဲလို့ထင်တဲ့ပုဂ္ဂိုလ်ဒီအဲ့ဒါယုတ်ခန္ဓာကြီးလည်းနာတယ်စိတ်ခန္ဓာလည်းနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ပဲတဲ့အဲ့ဒါကိုဦးဇင်းတို့နည်းနည်းလေးအသေးစိတ်အခုလိုရှင်းပြလိုက်တဲ့ခါကျတော့ယုတ်ခန္ဓာသာနာတယ်စိတ်ခန္ဓာမနာတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကိုဒါသဘောပေါက်ဖို့ပို့ပြီးတော့လွယ်သွားပြီပေါ့ဟုတ်လားစိတ်ခန္ဓာမနာအောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်ယုတ်တာနာတယ်စိတ်မနာတဲ့ပုဂ္ဂိုလ်ကိုယ်သာနာတယ်စိတ်မနာတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်လဲဆိုတော့ဒီခန္ဓာ၅ပါးကိုငါပဲငါဥစ္စာပဲလို့စိတ်ထဲမှာထွက်ကြနှမိုးတဲ့စိတ်မဖြစ်အောင်တားရှိနိုင်တဲ့ပုဂ္ဂိုလ်ဟုတ်လားအဲ့ဒါလို့အစွဲလမ်းမရှိဘူးတဏမာနတဏဒိဋ္ဌိတို့ဖြင့်စွဲလမ်းမထားဘူးဆိုလို့ရှိရင်ဒါကြီးဖောက်ပြန်ပစ္စည်းလာတဲ့အခါမှာသူ့မှာတုံ့လောက်ချောက်ချစရာမရှိဘူးဆိုရင်လည်းမလိုဘူးငိုစရာလည်းမလိုဘူးဒါဟာသူ့လမ်းစဉ်သူသွားတာဒီတဘာဝတရားဆိုတာဘယ်သူမှတားလို့မရဘူးဟုတ်လားတားလို့မရတာကိုတားလို့မရဘူးလို့သိတဲ့အတွက်ကြောင့်သူကမစိုးရင်တာခုခက်တာကဒကာဓမ္မတို့ဦးဇင်းတို့တွေကတားလို့မရတာကြီးကိုတားလို့ရမယ်လို့ထင်တာဟုတ်လားဟိုဦးဇင်းတို့ဇတ်တော်ထဲမှာအတိအကျပြောရလို့ရှိရင်ဥရကဇတ်ထဲမှာသားကလေးမွေကြိုက်ပြီးတော့တည်တော့ကျန်ရစ်တဲ့မိသားစုကမငိုကြဘူးဆိုတဲ့ဇတ်တော်လူတိုင်းကြားဘူးတယ်နော်အဲ့ဒီထဲမှာဘာလို့မငိုတာတော့ဆိုတော့ကျွမ်းမလေးပြောတဲ့စကားပေါ့နော်သူကဘာပြောလို့ဆိုတော့ကောင်းငင်ကလာမင်းကြီးကိုမရလို့ငိုတဲ့ကလေးလိုဖြစ်မှဆိုလို့သူကပြောတာဟုတ်လားစဉ်းစားကြည့်နော်ကောင်းငင်ကလာကိုမရလို့ငိုတာတချို့ကလေးတွေကရနိုင်မှမသိမရနိုင်မှမသိသူကသူတို့ရခြင်းပြီဆိုလို့ရှိရင်မရရင်ဘာဖြစ်တာငိုတာလာဟာရနိုင်ကောင်းတဲ့အရာမဟုတ်ဘူးလို့သူတို့ကမသိဘူးဟုတ်လားလူကြီးတွေကြတော့လာကိုမရလို့ငိုတယ်ဆိုတာရှိမလားလာကိုမရလို့ငိုတဲ့လူကြီးဆိုရင်လည်းဒါယူနေတဲ့လူကြီးပဲဖြစ်ရမှာဟုတ်တယ်မဟုတ်လားအဲ့တော့ဘာလဲဆိုတော့ဒါဟာရနိုင်စရာဟုတ်သလားရနိုင်စရာမဟုတ်ဘူးလားလို့သိချင်းမသိချင်းကပဲသူ့ကိုငိုချင်းမငိုချင်းကိုဖြစ်သွားစေတာဒါဥစဉ်စဉ်းစားမိတာလေးကိုပြောတာပါအဲ့လိုပဲဦးဇင်းတို့ပိဋကပေါင်းတော်တို့ပုထုဇဉ်တွေဟာဒီခန္ဓာ၅ပါးဟာတေချာပေါက်ပျက်စီးမှာမုတ်ချပျက်စီးမှာပြက်လက်ပျက်စီးနေတာပဲသို့တော့ဒီအချက်ကိုဒကာဓမ္မတို့ဦးဇင်းတို့တွေဟာကောင်းကောင်းနားမလည်ဘူးအဲ့တော့တကယ်အကြီးအကျယ်ပျက်စီးလာတဲ့အခါမှာထိတ်လန့်ကြတယ်တုန်လှုပ်ကြတယ်ဒါကတကယ်တမ်းကတော့ तू ကကိုယ့်ကိုတမင်တကာကြီးဆင်းရဲအောင်လုပ်နေတာလေမဟုတ်ဘူး तू ကသူ့တဘာဝ तू ဖြစ်နေတာဟုတ်တာကိုကဘာလို့ဆင်းရဲတာဆိုတော့ကိုကနားမလည်နိုင်လို့ဆင်းရဲတာသဘောပေါက်လားတာမာအဖြစ်ကြည့်ရင်တော့ပျက်စီးလို့ဆင်းရဲတာဆင်းရဲရတယ်လို့ထင်စရာရှိတယ်ပျက်စီးလို့ဆင်းရဲရတယ်ဆိုတဲ့အဖြစ်ကိုဦးဇင်းကသိမကြိုက်ဘူးနားမလည်လို့ဆင်းရဲရတယ်ဆိုတဲ့အဖြစ်ကိုသဘောကျဟုတ်လား
ဘောင်းဆိုပျက်စီးမဲ့ဟာကြီးကပျက်စီးတာကြီးကတားလို့မှမရတဲ့ကိစ္စသူကသူသဘောသူသွားတာပဲလေဟုတ်တယ်မဟုတ်လားကိုကသာတကယ်လို့ဒါကိုကြည်ကြည်ပြွံပြွံနားလည်ထားတယ်ဆိုလို့ရှိရင်ဘာမှလက်မခံနိုင်စရာအကြောင်းလည်းမရှိဘူးဟုတ်လားဒါကြောင့်ပိဿပေါင်းတော်တို့ဉာဏ်ပညာကိုသာလျှင်ရှင်းကျက်အောင်ကြိုးစားကြရမှာအဲ့ဒါမှသာလျှင်ခန္ဓာရည်ရှိပြီးတော့ချမ်းသာရတတ်တာရကိုရမှာပြတ်မှာကိုတော့မပြတ်အောင်လုပ်လို့မရဘူးပြတ်လာတဲ့အခါမှာခန္ဓာရည်ရှိအောင်သာလျှင်လုပ်လို့ရတာခုတရားအထုတ်တယ်ဆိုတာအဲ့ဒီရည်ရွယ်ချက်တွေလည်းပါဖို့လိုမယ်ဗျဟုတ်လားပျက်စီးလာတဲ့တနေ့မှာငါခန္ဓာရည်ရှိဖို့အတွက်ဒါကျွတ်တင်ပြီးတော့ဒါကိုနားလည်မှုကြီးမားအောင်အထုတ်နေတာဟုတ်လားခုနားမလဲကြသေးဘူးတရားဓမ္မတို့ဦးဇင်းတို့ကပြပြဝဝနားမလဲကြသေးဘူးဆိုကြပါစို့ဘဝဟာဒုက္ခလို့ဒုက္ခသစ္စာကိုတကယ်မသိသေးဘူးတကယ်လို့သာဒုက္ခသစ္စာကိုတကယ်သိမယ်ဆိုရင်ဒုက္ခသစ္စာကဒုက္ခသဘောပြလာတဲ့အခါမှာဘာမှစိတ်ဆင်းရဲစရာအကြောင်းမရှိဘူးခုဒုက္ခသစ္စာကိုကိုကအပြည့်အဝလက်မခံသေးဘူးနားမလဲသေးဘူးကိုဖြစ်ချင်တာလေးဖြစ်ရင်ကောင်းမယ်လို့ထင်တယ်အခုလှုပ်လို့ရမယ်လို့ထင်တယ်အဲ့ဒီအထင်လေးရှိလာတော့ဟောသူကသူ့တဘာဝသူပြလာပြီဆိုတော့ကိုယ်သဘောဘာမှမလိုက်တဲ့အခါကျတော့ကိုနဲ့သူနဲ့ကဘယ်လိုဖြစ်တော့ပဋိပက္ခသဘောမျိုးဖြစ်သွားသူကဖြစ်နေတာကတစ်မျိုးကိုကဖြစ်စီနေတာကတစ်မျိုးကိုကမဖြစ်နိုင်တာကြီးကိုလှမ်းပြီးတော့ဖြစ်စီခြင်းနေတာကဲတဲ့ပြောရရင်အဲ့ဒါလိုပြောလို့မရဘူးလားရတယ်နော်ဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ဒီခန္ဓာကိုယ်ဟာငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးဆိုတာကိုကိုယ်တိုင်နားလည်အောင်ကြိုးစားရမယ်အဲ့ဒါလိုနားလည်လာတဲ့တနေ့နားလည်မှုအားကြီးလာတဲ့တနေ့မှာဒီခန္ဓာကိုယ်ကြီးဘယ်လိုပဲဖောက်ပြန်ပျက်စီးသွားစေကမှုအဲ့ဒီလိုဟာစိုးရိမ်မှုငိုကြွေးမှုဆင်းရဲမှုဆိုတာတွေဖြစ်စရာအကြောင်းမရှိဘူးဒါဆိုလို့ရှိရင်တော့ကိုယ်လာနာပြီးတော့စိတ်မနာအောင်နေနိုင်တဲ့သူလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒါကြောင့်ဘဝရဲ့နောက်ဆုံးအနေအထားတွေကိုလည်းနှံ့ပြီးတော့မျှော်တတ်တဲ့အလေးအကျင့်ရှိဖို့လိုပဲဒါမှသာလေငါဘာမှမကျွမ်းကျင်သေးဘူးငါအဆင်မပြေနိုင်သေးဘူးဆိုတာကိုနားလည်မှကြိုတင်ပြီးတော့အဆင်ပြေဖို့အတွက်အထုတ်ခြင်းစိတ်ထက်သန်လာနိုင်တာပေါ့ဟုတ်လားဆာမွေးအောင်ခြင်းတဲ့ကလေးတယောက်ဟာဆာမွေးနဲ့ဝေးသေးတယ်ဆိုတဲ့အနေအထားမျိုးမှာဆာမွေးကဘယ်နည်းပဲလိုသေးတယ်ဘယ်နည်းပဲလိုသေးတယ်ငါကလည်းစာမကျွမ်းကျင်သေးဘူးမပိုင်သေးဘူးဆိုတာကိုမပိုင်သေးတာကိုမပိုင်သေးဘူးလို့သိထားခြင်းသည်သူ့အတွက်စာကျက်ခြင်းရဲ့အကြောင်းတရားတစ်ခုလို့မဆိုနိုင်ဘူးလားဟုတ်လားစာမွေးပဲဘယ်လောက်လိုသေးတယ်ဆိုတာလည်းမတွေးဟုတ်လားစာပိုင်သလားမပိုင်သားလို့လည်းမစီစစ်ဖြစ်တယ်လို့ပဲနေမယ်ဆိုတဲ့ကလေးကတွေ့လာပြီဆိုတဲ့အချိန်မှာအကြီးအကျယ်တုံလှုပ်ခြောက်ခြားတုံလှုပ်ခြောက်ခြားတော့လည်းပဲတုံလှုပ်ခြောက်ခြားရတာပဲဖတ်တယ်နဲ့စာမွေးရတော့အောင်မှာမဟုတ်အဲ့တော့ကလေးတွေရဲ့စာမွေးဆိုတာကတော့ဘယ်ရက်ဘယ်လကြာမှအတိအကျလှမ်းပြီးတော့တွက်လို့ရတယ်ခုဒီကဓမ္မတို့ဦးဇင်းတို့ဘဝရဲ့နောက်ဆုံးအချိန်မှာစစ်ဆေးလာမယ့်အနေအထားဘဝစာမွေးဆိုတာကဘယ်ချိန်လို့ပြောလို့မရဘူးကိုယ်စာမွေးကပို့ပြီးတော့အရေးကြီးတာဟုတ်လားဒါပေမဲ့ဘယ်သူမှစာမွေးနေတဲ့အနေအထားမျိုးခံစားချက်ကိုမခံစားကြဘူးဘာဖြစ်လို့လဲဆိုတော့အမေကြီးမိတ်နေတာဟုတ်လားဒါပါပဲဖြေတရားကတော့ဒါပဲရှိလူတိုင်းကိုယ်အတွေးလေးနဲ့ကိုယ်အကြောင်းပြချက်လေးနဲ့ကိုအဟုတ်ကြီးထင်ပြီးတော့အနှစ်ချုပ်ပြောရရင်တော့ဘာဖြစ်နေကြတာတုံးလို့မေးရင်မေ့နေကြတာဟုတ်တယ်မဟုတ်လားဒီမေ့နေလို့လှုပ်တဲ့လှုပ်ထိုက်တာကိုမလုပ်ဘူးတွေးတဲ့တွေးလိုက်တာကိုမတွေးဘူးအဲ့ဒါလို့ဆိုရင်တွေးလာတဲ့အခါမှာအကြီးအကျယ်တုံလှုပ်ခြောက်ခြားရလိမ့်မယ်တုံလှုပ်ခြောက်ခြားလို့လည်းပဲတုံလှုပ်ခြောက်ခြားရကြတော့နတ်မှာမဟုတ်တုံလှုပ်ခြောက်ခြားတဲ့ကြားတဲ့ကပဲအစင်မပြေတာကြီးကတော့ဖြစ်သွားမှာပဲဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ရုပ်ခန္ဓာကြီးနာတာကိုတားလို့မရပါဘူးစိတ်ခန္ဓာမနာအောင်တာနဲ့တားရလိမ့်မယ်အဲ့ဒါကတော့တားမယ်ဆိုရင်မဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဘယ်လိုနည်းနဲ့တားမလို့ဆိုရင်ဒါဟာငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးလို့နော်ဒီခန္ဓာတည်းဟူသောလောကရဲ့သဘာဝအမှန်ကိုသိအောင်မြင်အောင်ကြိုးစားရမှာခုတတိပဌာန်နည်းနဲ့ကြိုးစားအထုတ်နေရတယ်ဆိုတာအဲ့ဒီအမြင်မှန်ကိုခိုင်မာအောင်ကြိုးစားကြရမဆိုနိုင်ဘူးလားဗျဆိုနိုင်တယ်နော်ဒီခန္ဓာမှာဖြစ်ပေါ်လာတဲ့သဘာဝတရားတွေနော်ပူရာအေးရာတောကန္နာလှုပ်ရှားတာဒါရုပ်ပိုင်းဆိုင်ရာပေါ့နော်နောက်ပြီးတော့စိတ်တိုင်းကြတာစိတ်တိုင်းမကြတာအစဉ်ပြေတာအစဉ်မပြေတာဒါကဘာတွေတော့ခံစားချက်ဝေဒနာတွေအကြောင်းကိုပြောတာပါဟုတ်လားအဲ့ဒါလို့တရားဓမ္မတို့ရဲ့ဦးဇင်းတို့ရဲ့ခန္ဓာမှာဖြစ်ပေါ်နေတဲ့ဒီခန္ဓာရဲ့သဘောတွေဟာဘာတွေပဲဖြစ်ဖြစ်အကယ်၍သာတရားဓမ္မတို့ဦးဇင်းတို့တွေကတတိကြီးကြီးနဲ့ဖြစ်တိုင်းဒလဇက်နော်အသေးစိတ်အတိစိတ်တတိစိတ်သိအောင်မြင်အောင်ကြိုးစားနိုင်မယ်ဆိုလို့ရှိရင်ဒီသဘာဝတရားတွေဟာဘယ်လိုမှထိန်းထားလို့မရဘူးသူသဘောသူဆောင်ပြီးတော့ဒီလိုပဲဖြစ်ပေါ်လာလိုက်ပျောက်ပြတ်သွားလိုက်ဖြစ်ပေါ်လာလိုက်ပျောက်ပြတ်သွားလိုက်သွားနေတာပဲလို့သူတဖြည်းဖြည်းနဲ့သိမလာပြီဘူးလားအဲ့လိုသိလာတာနဲ့အမျှခုနတော့ငါလို့ဆွဲတဲ့ငါဥစ္စာလို့ဆွဲတဲ့အဆွဲဟာတဖြည်းဖြည်းနဲ့နည်းနိုင်ရုပ်တရက်ကြီးထောက်ကနေပြတ်သွားမယ့်အရာမျိုးတော့မဟုတ်သူကတဖြည်းဖြည်းနဲ့သူကဖြတ်ရမယ့်အရာဒီနေရာမှာဦးဇင်းတို့မြတ်စွာဘုရားကဘယ်လိုဟောတာတုံးဆိုတော့ဦးဇင်းတို့ရှိတုန်းကပင်လေသမုဒ္ဒရာတွေကိုဖြတ်ကူးတယ်နော်ပင်လေကူးသင်္ဘောတွေလှေတွေအကြီးကြီးတွေကို
ကျိုးတွေကြိမ်ကျိုးကြီးတွေနဲ့တုပ်ရတာပေါ့ရှေးတုန်းကတော့ဟုတ်လားအေးအဲ့ဒါကိုပင်လေတစ်ခါဖြတ်ပြီးပြီဆိုလို့ရှိရင်နောက်မဖြတ်သေးသမျှကမ်းပေါ်မှာပြစ်တင်ထားလိုက်တယ်အဲ့တော့နေတွေကလည်းပူတယ်ကမိုးရွာတဲ့ခါကျတော့မိုးရေတွေကလည်းရွှဲတယ်ခဏနေတော့နေကပူတယ်နေပူလိုက်မိုးရွာလိုက်ဆိုတော့ဒီကြိမ်ကျိုးတွေကကြာတော့ဘာဖြစ်လာဆွေးလာဟုတ်လားဆွေးလာပြီးရင်ဘာဖြစ်သွားမှာလဲပြတ်တောက်သွားမယ်ဒီနေရာမှာပိဿပေါင်းတော်ကောင်းတို့ဟာဒီတရက်နေပူတယ်နောက်တရက်မိုးရွာတယ်ဟာဘယ်လောက်ဆွေးသွားပြီလို့တော့သွားတိုင်းတာလို့တော့မရအောင်ဒါပေမဲ့လာနဲ့ချီပြီးတော့ကြားလာပြီနှစ်နဲ့ချီပြီးတော့ကြားလာပြီဆိုတော့ဒီလေတွေသင်္ဘောတွေကိုတုတ်ထားတဲ့ကြိမ်ကျိုးကြီးတွေဟာအစကတော့ဘလို့မှမပြတ်နိုင်ဘူးလို့ထင်ရလောက်အောင်ခိုင်မာတဲ့အရာတွေပေါ့ဟုတ်လားသို့တော့ကာလကြာလာတဲ့အမြသူဟာဘာဖြစ်သွားလို့ဆွေးပြီးတော့ပြတ်တောက်သွားမယ်အဲ့ဒါလိုပဲတရားဓမ္မတို့ဦးဇင်းတို့ရဲ့တဏ္ဍာမှာတန်ရုံးစင်ကျိုးတွေဆိုတာကဘဝပေါင်းများစွာဘလောက်ကြာခဲ့ပြီဆိုတာမသိနိုင်ဘူးဒါတွေနဲ့ချီနှောင်တုတ်ဆိုင်ထားတဲ့အနေအထားကအဲ့တော့အလွန်တရာမှခိုင်မာနေတယ်လို့တော့ဆိုနိုင်တယ်ပေါ့သို့တော်လည်းပဲကိုကလည်းပဲကာလတစ်ခုအချိန်ယူပြီးတော့စူးစမ်းမယ်ဆိုလို့ရှိရင်ဒါတွေဟာဆွေးပြီးတော့ပြတ်တောက်သွားတဲ့အဆင့်ကိုမရောက်နိုင်ဘူးလားရောက်နိုင်တယ်မြတ်စွာဘုရားကတော့ရောက်မယ်လို့ပြောတာပဲဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့တရက်ကြာရင်ဘလောက်ဆွေးသွားပြီတစ်လကြာရင်ဘလောက်ဆွေးသွားပြီလို့အတိအကျပြောလို့တော့မရပါဘူးသို့တော်လည်းပဲကြားလာတာနဲ့အမျှကိုကစူးစမ်းမယ်ဟုတ်လားဒီလေကြီးကိုနေပူတဲ့ပြစ်ထားမယ်မိုးရွာတဲ့ပြစ်ထားမယ်ဆိုရင်တော့ဒါကဒီကျိုးကတော့ဆွေးကိုဆွေးရမှာပဲအဲ့လိုပဲကိုကအမြဲတမ်းတတိပဋ္ဌာန်အလုပ်ကိုဒီဇိုင်းမမှတ်စူးစမ်းအထုတ်မယ်ဆိုလို့ရှိရင်ကိုဉာဏ်ပညာတွေရင့်ကျက်လာတာနဲ့အမျှဒီတန်ရောစဉ်ကျိုးတွေဟာဆွေးပြီးတော့ပြတ်တောက်သွားကြအကြောင်းမရှိဘူးလားရှိတယ်အဲ့ဒီအစွဲလန်းတွေပြတ်တောက်သွားတာနဲ့အမျှဆွေးသွားတာနဲ့အမျှဒါတဖြည်းဖြည်းနဲ့ညော့လာမယ်နောက်ဆုံးပြတ်သွားမယ်ပေါ့ဟုတ်လားညော့သွားပြီဆိုရင်ကိုပဲထိုက်တဲ့နေတာထိုင်တာရှိမှုမရပြီဘူးလားရမယ်ဒါကြောင့်ပိဿပေါင်းတော်တို့လူဘဝကြီးရာတော့ရခိုင်မှာတကယ်တန်ဖိုးအကြီးဆုံးအလုပ်ကိုတတ်တာမှုရှိအောင်ကိုချမ်းသာမှုရှိအောင်အထီးအောင်ဆုံးလုပ်တဲ့အလုပ်ကတော့ဒီတတိပဋ္ဌာန်ဘာဝနာအလုပ်ဘယ်အလုပ်မှဒီအလုပ်ရဲ့တန်ဖိုးကိုမမေ့ဘူးဘယ်အလုပ်မှဒီအလုပ်လောက်လူကိုတတ္တဝါကိုတကယ်ချမ်းသာစေတာမရှိဘူးအဲ့လိုတရားတရားကိုခိုင်ခိုင်မာမာမွေးမြူပြီးတော့ကြိုးစားအထောက်ကြဖို့မလိုဘူးလားလိုတယ်ဟုတ်လားဒါကြောင့်ရှင်သာရိပုတ္တကိုရောမြတ်ကြီးအခုပြောလိုက်ပြီနော်ခန္ဓာ၅ပါးကိုငါလို့ထင်မယ်ငါဥစ္စာလို့ထင်မယ်ဆိုရင်ကိုယ်လည်းနာတယ်စိတ်လည်းနာတယ်ခန္ဓာ၅ပါးကိုငါဥစ္စာလို့မထင်ဘူးငါလို့မထင်ဘူးဆိုရင်တော့ကိုယ်သာနာတယ်စိတ်မနာအောင်နေနိုင်တဲ့လူအဲ့ဒီလိုဟောတော့ဦးဇင်းတို့နတ်ကုလပိဋကတက္ကကြီးကအလွန်သဘောကျပြီးတော့ဝမ်းမြောက်နှုတ်မောသာဓုခေါ်တယ်ဆိုပြီးတော့အဲ့ဒီသုတ်တံကိုအဆုံးသတ်တယ်ပေါ့အဲ့တော့ဦးဇင်းတို့ဏိကုံးချုပ်ပါဠိပြောခြင်းလို့ဆိုတော့ဒီခန္ဓာကိုယ်နာတယ်စိတ်နာတယ်ဆိုတာဒီနဲ့ပတ်သက်ပြီးတော့နာတယ်ဆိုတာယောဂသဘောပါပဲဟုတ်လားခန္ဓာဟာယောဂသဘောပါပဲစိတ်မှာလည်းပဲကိလေသာရှိရင်ယောဂသဘောရှိတယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဂါထာလေးတစ်ပုဒ်ရှိတယ်အဲ့ဒီဂါထာလေးကမှတ်သားစရာလေးကောင်းတယ်ပေါ့ကာယေရောဂံတိတိခာယစိတ်တေရောဂံစိကိရှတုဒုက္ခိတောကာယရောဂေပိစိတ်တေနိရာမယေတတိအဓိပ္ပာယ်ကဘာပြောလို့ဆိုတော့ကာယေရောဂံတိတိခာယဒီယုတ်ခန္ဓာမှာဖြစ်နေတဲ့ယောဂါကိုတီးခံပြီးတော့တဲ့ကာယေရုပ်ပိုင်းဆိုင်ရာမှာဖြစ်နေတဲ့ရောဂါယောဂါကိုတိတိခါရတီးခံပြီးတော့စိတ်တေရောဂါစိကိစ္စတုစိတ်မှာဖြစ်နေတဲ့ယောဂါကိုကြောက်အောင်ပူစားပါတဲ့ခုနတုန်းကငါလို့ထင်တဲ့အထင်ငါဥစ္စာလို့ထင်တဲ့အထင်ဟာစိတ်ရဲ့အခြေခံအကြဆုံးသောအပြင်းထန်ဆုံးသောယောဂါကြီးတွေပေါ့ဟုတ်လားရုပ်ယောဂါကိုတီးခံပြီးတော့စိတ်ယောဂါကိုစိကုပါတဲ့ဒီနေရာမှာရုပ်ယောဂါတီးခံရမယ်ဆိုတာစိမကုရဘူးလို့တော့ဆိုလိုတာမဟုတ်ဘူးနော်သို့တော့စိကုတဲ့ကြားတဲ့ကပဲဒီခန္ဓာကိုယ်ကြီးကတမျိုးပြီးတမျိုးတရက်တရက်ဒါပို့ဆိုးလာပြီးတော့ဒါသူကပျက်စီးတဲ့ဘက်ကိုတေချာပေါက်ရှိရှုတာပါဟုတ်လားဆေးဝါးတွေကြားတဲ့ကပဲမသက်သာတဲ့အနေအထားကိုရင်ဆိုင်ရမှာနော်အဲ့တော့ဆိုလိုတာကဒီခန္ဓာကိုယ်ရလာတဲ့အခါမှာရုပ်ပိုင်းဆိုင်ရာယောဂဖြစ်လာတဲ့အခါမှာဆေးဝါးတစ်ခုတည်းအားကိုးလို့မပြည့်စုံဘူးလို့ဒါကိုပြောခြင်းဟုတ်တယ်မဟုတ်လားဆေးဝါးတစ်ခုတည်းအားကိုးလို့မပြည့်စုံဘာကိုပါအားကိုးဖို့လိုသေးတော့တီးခံနိုင်တဲ့အရေးပေးဖို့ကအားကိုးဖို့လိုတယ်တီးခံတယ်ဆိုတာလည်းဉာဏ်ပညာကြီးမှတီးခံနိုင်တာပါဟုတ်လားပြောရတာလွယ်တဲ့လောက်လုပ်ရတာခက်တဲ့ကိစ္စပါတီးခံတယ်ဆိုတာနားလည်မှုကြီးလေလေတီးခံနိုင်လေလေတီးမခံနိုင်ဘူးဆိုခြင်းတည်နားလည်မှုမရှိသေးဘူးလို့ပြောတာ ਨੇ အတူတူပဲလို့ထင်တယ်ဟုတ်ရလားဒါကြောင့်ရုပ်ယောဂါကတော့သူကတားလို့လည်းမရဘူးကုလို့လည်းပဲအမြင့်ပြမပြောက်ဘူးဒါကြောင့်တီးခံမှုမပါရင်သူကတော့အရှင်မပြေဘူးဒါကြောင့်ရုပ်ယောဂါကိုဘာလုပ်ရမလို့တီးခံရမယ်စိတ်ယောဂါကိုကြတော့ကုစားရမယ်တဲ့ကိုသတိပဋ္ဌာန်ဒေသနာနဲ့ညီနဲ့ညီအထုတ်နေတယ်ဆိုတာဒါစိတ်ယောဂါကိုကုစားတာပါရုပ်ယောဂါတောင်မှစိတ်တစ်လုံးတောက်တာနဲ့စိတ်တစ်ခါထိုးတာနဲ့စိတ်ယုံတစ်ခါတက်တာနဲ့တောက်လျှောက်ပျောက်သွားတယ်လို့ရှိသလားမရှိပါဘူးသူလည်းပဲထိုက်တဲ့အချိန်ယူရတယ်ဆိုတာမရှိဘူးလားကြည်တဲ့ယောဂပျောက်ပြီးရင်တော့မှတော်တော်နဲ့နလန်ကမထန်ဘူးဆိုတာရှိတော့
အဲ့တော့တန်တရားအဆက်ဆက်ကစားဆွဲလာတဲ့ဒီစေယောဂါကိုရုတ်တရက်ပျောက်ဖို့ဆိုတာကတော့မလွယ်ဘူးအဲ့တော့ဆိုလိုတာကပြောချင်တာကဇွဲလုံးလားရှိဖို့လိုတယ်ဆိုတာကိုပြောချင်ဒီတတိပဋ္ဌာန်ဒေသနာအနည်းနဲ့အညီစ조사အထုတ်တဲ့အလုပ်ကိုတရက်လုပ်တာနဲ့ဒီစေယောဂါကြီးပျောက်သွားမယ်လို့မဆိုလိုဘူးဟုတ်လားတလအထုတ်တိုက်တာနဲ့ငါဥစ္စာလို့ထင်တဲ့အထင်လေးပျောက်သွားလိမ့်မယ်လို့မဆိုလိုဘူးဟုတ်လားတချို့လည်းပဲတကယ်ဇွဲနှပဲနဲ့အသက်ဆွန့်ပြီးတော့ဟုတ်လားလုတ်တည်အထိတချို့လုတ်ကြတာတွေရှိတယ်အဲ့လိုလူမျိုးတွေကြတော့လာပိုင်းနှစ်ပိုင်းလောက်နဲ့တရားတို့တရားမြတ်ရကြတာတွေလည်းရှိတယ်လို့ဒါကြားဘူးတယ်ပေါ့ဟုတ်လားအဲ့တော့ပိဋကပေါင်းသူတော်ကောင်းတို့ဒါကတော့ကိုယ့်ရဲ့ဇွဲလုံးလားဝရိယထက်သန်မှုမထက်သန်မှုမှာအဓိကမူတည်နေပေါ့တေချာတာကတော့တန်တရားအဆက်ဆက်ကဆွဲခဲ့တဲ့ဒီစိတ်ယောဂါဟာရုတ်တရက်ကြီးပျောက်သွားမှာတော့မဟုတ်ဘူးဆိုတာကိုပြောတာပါဒါလူအများစုအနေနဲ့ရည်ဘူးရနီးဝေဖန်ကြည့်တာပါအလွန်ပါရမီထူးတဲ့အနည်းစုမှာတော့ပျောက်ခြင်းလည်းပျောက်မယ်ပေါ့မဆိုနိုင်ဘူးပေါ့ဟုတ်လားသို့တော့အများစုကတော့အချိန်ယူပြီးတော့ကုစားကြဖို့မလိုဘူးလားလိုတယ်ဒါဘဝနဲ့ရင်းပြီးတော့လုပ်ရမယ့်အလုပ်နော်တခါကြီးမှများတခဏလေးနဲ့ပြီးသွားမယ့်ကိစ္စမဟုတ်ဒါကြောင့်ဘာဝနာအလုပ်ကိုကျွမ်းကျင်ကြတဲ့တချို့ပုဂ္ဂိုလ်တွေပြောတာမှတ်သားဖို့တယ်ဘာဝနာအလုပ်ဆိုတာကနော်ခဏလေးပြေးရတယ်တာတို့ပြိုင်ပွဲမဟုတ်ဘူးတဲ့မာရသွန်ပြိုင်ပွဲတဲ့ဟုတ်လားနော်မီတာ100ပြေးပွဲမဟုတ်မီတာ100ကတော့ဟိုတိုင်းပြေးလိုက်တာနဲ့ तू ကပြီးသွားဟုတ်လားတရားထုတ်တယ်ဆိုတာအဲ့လိုမျိုးမရနော်မသေးမချင်းလုပ်ရမှာတချို့ခံယူချက်တကယ်ပြင်းပြီဆိုရင်နောက်ဘဝလည်းဆက်လုပ်မယ်မရမချင်းလုပ်မယ်ဒီဘဝတစ်ခုတည်းတောင်မှမဟုတ်အဲ့လိုမျိုးနောက်ဘဝလည်းဆက်လုပ်မယ်ဆိုတဲ့စိတ်ကူးရှိရင်တော်တော်ကောင်းပါပဲအဲ့ဒါဆိုရင်တော့ဆက်လုပ်လို့ရတဲ့ဘဝမျိုးလေးရနိုင်တာမို့ဟုတ်တယ်မဟုတ်လားတိရစ္ဆာန်တွေကနောက်ဘဝမှာဆက်ပြီးတော့တရားအလုပ်ကိုလုပ်နိုင်မလားတိရစ္ဆာန်ဘဝရောက်သွားရင်မလုပ်နိုင်ဘူးနော်ဟုတ်လားအဲ့တော့ကိုကနောက်ဘဝလည်းဒီအလုပ်လေးကိုပဲဆက်လုပ်ချင်ပါတယ်ဆိုရင်တော့ဒီအလုပ်လေးလုပ်နိုင်ခွင့်ရှိတဲ့ဘဝမျိုးရနိုင်တယ်ပေါ့ဒါအလွန်မင်္ဂလာရှိတဲ့ဆူတောင်းလေးလို့ဦးချင်းထင်ပါတယ်ဟုတ်လားဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့ရုပ်ခန္ဓာကြီးနာတာကိုတီးခံပြီးတော့ရုပ်ယောဂါကိုတီးခံပြီးတော့စိတ်ယောဂါကိုကြတော့ဘာလို့ရမလို့ဇွဲတစ်ပဲနဲ့ပျောက်ကင်းအောင်ကုစားရမယ်ဟုတ်လားအဲ့ဒါလိုကြိုးစားအထုတ်လို့စိတ်တည်နိဒာမယေတတိစိတ်မှာအကယ်၍ယောဂများကင်းခဲ့မယ်ဆိုရင်တဲ့စိတ်ယောဂဆိုတာကတော့ယဟန္တာဖြစ်မှအပြီးပိုင်ကင်းတာပါသို့တော့အနာဂံဖြစ်ပြီဆိုရင်ကိုပဲသူကဒေါသမကျေနပ်မှုဆိုတဲ့ယောဂလုံးဝမရှိတော့ဟုတ်လားအဲ့လိုစိတ်ယောဂကင်းပြီဆိုလို့ရှိရင်တဲ့ဒုက္ခိတောကာယရောဂိပိကာယရောဂိပိဒီရုပ်ခန္ဓာကြီးမှာယောဂရှိပါတော့လည်းပဲဒုက္ခိတောစိတ်ယောဂကင်းတဲ့ပုဂ္ဂိုလ်ဟာချမ်းချမ်းသာသာနေလို့ဖြစ်တယ်တဲ့ကဲဒါကတော့အားရစရာအကောင်းဆုံးအချက်လို့ဆိုရမှာပေါ့နော်စိတ်ယောဂကင်းပြီဆိုရင်ရုပ်ယောဂရှိရတန်းလက်နဲ့ပဲအဲ့ဒီပုဂ္ဂိုလ်ဟာချမ်းချမ်းသာသာနေလို့ရတယ်ဟုတ်လားခုနကတော့ငါပဲငါဥစ္စာပဲလို့ဆွဲတဲ့အဆွဲလောက်ကိုပဲရှိဘူးဆိုရင်ကိုပဲဒါကဓမ္မတို့ဦးဇင်းတို့နောက်ရုပ်ခန္ဓာကြီးယောဂဖြစ်လာတဲ့အခါမှာသူ့မှာစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်စရာအကြောင်းမရှိဘူးကိုကတော့ဆင်းရဲမယ်ပေါ့စိတ်ကတော့ဆင်းရဲစရာအကြောင်းမရှိဘူးဟုတ်လားဒါကိုရည်ရွယ်ပြီးတော့ပြောတာစိတ်ယောဂတကယ်ပျောက်ပြီဆိုရင်ရုပ်ယောဂရှိတော်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ချမ်းချမ်းသာသာနေလို့ရတယ်တဲ့အဲ့တော့ဘေးတော်ပေါင်းတရားပေါင်းတို့ဒီနေ့ဒီခန္ဓာကိုယ်ကြီးကဖောက်ပြန်ပါမှာနော်ဒါကိုသတိထားပြီးတော့ကြွတင်ပြီးတော့ကောင်းထဲမှာထည့်ပြီးတော့စဉ်းစားထားဖို့မလိုဘူးလားလို့အဲ့ဒီလိုအချိန်မျိုးမှာငါဒီကိုယ်လဲလူလှိမ့်နေအောင်နာရတဲ့လူစိတ်ကလည်းပဲတကယ်ကိုမျက်ရည်နဲ့မျက်ခွက်ထိုးသလိုမျိုးအလွန်ထိခိုက်ကြည်ကိုရတဲ့အဖြစ်မျိုးကြီးမဖြစ်အောင်ကိုယ်တွေကစပြီးတော့မတွေ့ခင်တည်းကစပြီးတော့ကြိုတင်ပြီးတော့ကြိုးစားထားကြဖို့မလိုဘူးလားလိုပါလေဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့ကိုယ်သာနာတော်လည်းပဲစိတ်မနာအောင်ဘလို့နေမလဲဆိုတဲ့နေ့ကိုလည်းပဲအခုသိကြပြီတိအားလျော်စွာထိုက်တလောက်ကျင့်သုံးပြီးတော့လည်းနေကြပြီပေါ့နော်တတိပဋ္ဌာန်ဒေသနာကိုအထုတ်ပြီးတော့ဒါဟာရုပ်တဏ္ဍတ်ဟောက်ပြန်ခြင်းသဘောတရားတွေပဲလို့တိနေတဲ့ချိန်မှာငါလို့ဆွဲတဲ့အဆွဲငါဥစ္စာလို့ဆွဲတဲ့အဆွဲရှိမလားအဲ့ဒီချိန်မှာမရှိပါဘူးဟုတ်တယ်မဟုတ်လားဒါကြောင့်တန်ရောစဉ်ကျိုးတွေကိုဒါရော့အောင်တဖြည်းဖြည်းနဲ့လျှော့နေတာရော့ပြီးလို့ရှိရင်ဒါပြတ်ဖို့ပဲရှိတယ်ဆိုတဲ့အတိတ်ပဲကိုလည်းနားလေထားကြရမှာပေါ့ဟုတ်လားဒါကြောင့်ဒီကနေ့နာဂုလပိဋကတကကြီးကိုအကြောင်းပြုပြီးတော့ဟောခဲ့တဲ့သုတ်တန်တရားဒေသနာလေးတစ်ပုဒ်နော်မိနစ်40ကျော်လောက်အချိန်ယူပြီးတော့ဒါဦးဇင်းတို့ပြောလိုက်ပါတယ်ဟုတ်လားကိုယ်သာနာတော်လည်းပဲစိတ်မနာတဲ့သူဖြစ်အောင်ကြိုးစားကြဖို့ပေါ့နော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒီပฏิပဋ္ဌာန်ဘာဝနာလုပ်ကိုကြိုးစားအထုတ်ပြီးတော့နော်ရုပ်ခန္ဓာနာတော်လည်းပဲစိတ်ခန္ဓာမနာအောင်ကြိုးစားအထုတ်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ပြုလုပ်အထုတ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစုစုတို့ရဲ့အစွမ်းတတ္တိကြောင့်တရားတပည့်တော်တို့သည်မဉ္ဇဉ်ပူညာမျက်နှိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါရစေဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း